明白吧？这个看嘛咯，今天嘛出西来的，三步也叫人蓝沙里呢，三步呢是澳洲通过的，因为嘛，喏，把叫人的多一类，把你录开来不喏，所以因为嘛不老不会开来不喏，所以那里 video 呢不特别咯，三步也电脑上 update video 里，特点呢个今天嘛咯，reaction 咯呢电视多嘛会拍吧嘞，打所以就那呢都啥比较起来好嘛。来点喏，写呗喏。三个大多数一眼里呗。三人家里嘛为喽，厉害你的鬼都把我只要见梦。人马里在内，要是比到长路差了的结果，就算大家鬼，都都在这谁家高中里的骨头里要皮来没 ？Micro trust 追着他，挂了地铁鬼，三人家的这死的啦。不干嘛你的鬼，绑架包他随把进到这手这样不稀的，内在俺们的物业标题里来就算大家鬼。全部都在被鬼。ကျွန်တော်ရက်လိုက်တာကဒီကောင်မလေးတော့မိုက်တယ်လို့ပြောမလဲဆိုင်းဦးလည်းရောက်လာဆိုင်းဦးမိုက်ရမှာပါဗျာကျွန်တော်တို့ဆိုင်းဦး fan ဆိုတော့နော်ဆိုင်းဦးလည်းတန့်ပြန့်နေရပဲတကယ်ဟိုဘယ်လိုပြောမလဲဟိုလူကြီးပေါက်ဆလို့ဘာလို့ပေါ့နော်ဆိုတော့ဒီစမင်းသားကြီးဘသူနဲ့တူရလဲမသိဘူးဗျာတယောက်နဲ့တူတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဆက်ပြီးကြည့်အောင် share ပဲဗျာနော်ကြော်ညာမင်းသမီးလေးကလည်းချောတယ်ဝါခဲလာနော်ဒီကောင်ရဲ့ဆိုင်းကာလာအနေထောက်လဲတစ်ချက်ရှိုးနော်မိုက်တယ် share ပဲဒီထားတဲ့မသိလေးခုချင်းနဲ့စိတ်ချဆုံးချက်တယ်တော့သူတိုင်းတွေ့စိတ်ချကောင်းဆုံးရွေးလိုက်အရင်လေးရှိတယ်စပင်ချွတ်ချင်းစပင်ပြည့်စည်ခြင်းတို့တက်ကားပဲမှုပေးတယ်အချိန်တော်တွင်မြန်စံထရောက်ကိုကြီးလို့ပေးတယ်ပေါက်ပြပေါက်တစပင်ပါခြင်းတို့တွေ့ဆိုထရမှုရှိတယ်နေစင်ငါမနဲ့ဥယျာဉ်ပြထိလေးလိုက်ချိုးစားကြကြခွေဒါအင်းလေးမှာကြော်ညာမရိုက်ခင်မှာအဲ့ဒါတွေတီးနေရပါဗျာဘာခေါ်လဲတော့မသိဘူးလင်းဝင်လားမသိReady Hello ဒီတပည့်ဆွဲဒီတဲ့ဆွဲဒီနဲ့ကြော်ညာရိုက်တာပေါ့စိတ်လိုခြင်းစိတ်ဖြစ်ရမယ် ဟိုချက်တွေရှိနေစိတ်လိုခြင်းအိပ်ဖြစ်ရမယ်ကွယ်လူစိတ်တဟာလောကမျက်စုံတကယ်စိတ်လိုခြင်းစိတ်ဖြစ်ရမယ်စိတ်လိုခြင်းအိပ်ဖြစ်ရမယ်ကွယ်လူစိတ်တဟာလောကမျက်စုံတကယ်အော်ချစ်တဲ့ဤသာဆွဲလန်းကြတော့မကြýခံရတဲ့တင်ဒီပမာကိုမကြခွေမောင်လူချင်းသာရသည်မေခင်လူချင်းသာပို့လိုက်မေနန်းတော်ရှိကိုမေးလာကြရင်သေဝါဒကိုကျွန်တော်ပြောပြလိုက်ပါမယ်ဆိုတော့ဗျာဒီအေးလေးရဲ့ရှေပင်းကြီးကိုနောက်ခံထားပြီးတော့เนาะဆိုင်းနေဝိုင်းနေဆိုရေပေါ်ပြဆက်ကြနေရပဲเนาะကြည့်ရတာဒီ idea ကိုဘယ်လိုဖန်တီးလဲမသိဘူးတကယ်မိုက်တယ်ဗျာเนาะညဘက်တာဆိုရင်ရေပေါ်ကိုမီးလေးနေဗျာเนาะပြဆက်ကရေလဲမှာကနေတယ်ဒီစက်ပွဲပုံစံမျိုးဖြစ်နေမှာပေါ့เนาะတကယ်မိုက်တယ်ရွှေလာရေဝါမိုက်တယ်ကွာဒါချင်မရဲ့လေတိုက်တယ်ဆိုတော့ဒီရှုခင်းလေးနဲ့ဒါကြော်ညာရိုက်နေရလားမသိဘူးပေါ့နော်ဆိုတော့ဆိုင်းမူအတိုက်ဒီဆိုတော့ကျွန်တော်အစာဆုံးတော့မှနားထောင်ခြင်းသေးရဗျာဒီရှုခင်းနဲ့ဒီပုံစံမျိုးနဲ့ဒီဆိုတဲ့အတန်လေးနဲ့ဟို live ဖတ်နေရဗျာဘယ်လောက် live ဖတ်လဲ share ပဲမဲအောင်လာလေးလာမဲဆိုနောက်မချတဲ့ LATE လေး No late ရင်ထဲမှာမောင်မရှိပါ HATE
okay okay ရေးစားလေးထားရှိမယ် MA အော်တိုခြေတာနော်ဒီစရုံးကြီးထုံးလိုက်ပြီးတော့မဲအောင်ဗလာမှုကိုအော်တိုဝင်သွားတာနော်အလိုလိုခြေသွားတာ KE baby hurry up ဟောဒါစိတ်လန်းကျဲကြီးတွေနဲ့လှမ်းအောင်ညံမမြန်နော်နိုင်စားနဲ့လေ ကြိုက်ကြတာကြိုက်ကြရင်ဝယ်ပေးရမယ်ဘာလဲဘာဘယ်လိုစားရတာဘာလဲ ဟာလေကောင်းချင်းဝါကြည့်တော့လားကောင်းချင်းကြည့်တော့ ကျူရိုးတဲ့ဩကောင်းချင်းကြည်တော့မဟုတ်ဘူး ဟောကောင်းချင်းကြည့်တော့ ကောင်းချင်းကျူရိုးတော့ အစားဘူး ကောင်းချင်းကျူရိုးတော့ပေါ့နော်ငါလည်းကျူအောင်တော့ပြီးဟုတ်အေးတခုငါ့ကိုလည်းကျူအောင်ဟုတ်ပြီလားငါကျူအောင် ဒီထမ်းမြေစားနေရကြာနေတယ် ဟုတ်ပြီစားပြမယ်ဒီတပတ်လေးโอเคရှန်ကွင်းတောင်ကြီးကရှန်ကွင်းနော်အဲ့မှာစားနေတာဒါရှမ်းစာတွေပေါ့တိုင်းသားရွေးကရှမ်းစာတွေဖြစ်ပါတယ်တောင်ကြီးကမမတွေပြိတ္တတွေကနေပြီးတော့အဲ့ခံနေတာဖြစ်ပါတယ်နော်โอเค လေကဒေါင်းလိုင်းနေကြနော် ဘာတွေလဲမသိဘူးစားတယ်ခင်ဗျအစုံပဲဘာတွေလဲတော့မသိဘူးစားတယ်ခင်ဗျနော်အဲ့တော့ဟိုကျွန်တော်တို့မှာမဟုတ်ဘူးသူတို့ချပေးတာတွေစားတယ်ပေါ့ပါပေါ့နော် ကျွန်တော်တို့ ဒီအဲ့ဒါရှမ်းစာတဲ့ ဘိုးစင်းတာဘောလားပြီ ကျေးဇူးတင်ပါတယ်အခုအဲ့ဒါမင်းသားလေးပဲရောက်နေလေဆိုတော့ကျွန်တော်တို့တွေ ဘိုးစင်းတာတော့ပြောနေဒီဆရာတို့ကိုကြွေးကျင်တဲ့လူတွေမှအများကြီးပဲနော်တနိုင်ငံလုံးကကျွန်တော်စကားမဝိုင်းလဲ sorry နော် ပြပါတယ်နော်နောက်နေ့ကစပြီးတော့ကြော်ညာတွေရိုက်မယ်ကြော်ညာတွေနော်โอเคတတာ bye bye တောင်ကြီးကပြိတ္တတယ်ဗာပြောပေးမလဲဆရာ လေတောင်ကြီးကပဲတောင်ကြီးကိုဒီနေ့လာလဲမယ်လို့ ဟဲ့လားဒီနေ့တောင်ကြီးသွားမှာပေါ့ လာလဲမယ်အခုတောင် ဟယ်လိုဆိုမ တောင်ကြီးမှာကအောင်မယ်ဆိုလားမဟုတ် မလေးမကလေးခွဲနေအဲတာနေနေအောင်ဒီမှာမလေးတာဒီပါပဲအောင်နဲ့ရှာကားလေးတကွာလောက် တောင်ကြီးကပဲတော့ပြောလိုက်အေးလေးကိုမြန်လာမလားလို့စောင့်နေရတာမောနေ9ရက်ရှိပြီတော့မရောက်လာလို့စိတ် ဟု ဆိုး တ်လားအဲ့လိုပြောလိုက်မယ်နော်ဟုတ်ပါမတွေးလိုက်ဘူးနော်ဟုတ်လားလက်စပ်တော့ခြေတယ်လို့ ဟုတ်ဆရာပဲတွေးလိုက်တာတော့တောင်ကြီးသူခြေတယ် မချေပါဘူးဆရာပဲတွေးလိုက်တာထိုင်ပါဦးနဲ့ ဘုန်းကြီးပါကြသေးတယ် တောင်ကြီးမှာ3ညကမယ်ဆိုလားမသိဘူးဆရာပြေမှာတင်ထားတာတော့တွေ့ရပေါ့နော်ကြောင်ညာရေးစအချိုင်းမှာဝိတ်စိန်တို့ဖာတို့အများကြီးနေရှာရုံပဲ3-4ခုရိုက်တူသွားပြီဆိုရင်နောင်လာထဲမှာဖြစ်မယ်ပေါ့နော်တောင်ကြီးမှာ3ညကမယ်လို့သိရတယ်ဗျဟုတ်ကဲ့ပါအခုလောက်ဆိုရင်တော့ကျွန်တော်တို့ဒီဆိုင်းမိုးရပေါ့နော်ကြောင်ညာအစ်ကလေးမှာဘလောက်မိုက်လဲပေါ့နော်ဒီဆိုင်းဝင်တွဲတဲ့ကောင်မလေးတွေမိုက်တယ်ဟုတ်တယ်မလားလက်ခလိုက်ဆိုတော့ဒီအင်းလေးမှာပေါ့နော်ဒီအများကြီးပဲကြောင်ညာရိုက်တယ်အဲ့ဘယ်တော့ထွက်လာမလဲမသိဘူး share ပဲဗျရိုက်တဲ့ပုံစံတွေကနော်ဒီရေပြင်ပေါ်မှာစပွဲပုံစံမျိုးရိုက်တာတော့ပေါ့အင်တိုက်တွေပါဆိုးလာခဲ့သေးတယ်ဆိုင်းမိုးကဆိုတော့ဒီတောင်ကြီးရဲ့ပေါ့နော်ဒီပြိသက်တွေရဲ့အဝတ်ကျင်မှုတွေကလည်းတကယ်ကိုလက်ဖြားခါလောက်တယ်ပေါ့ဆိုတော့ကျွန်တော်ရဲ့ reaction လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်